မင်းတို့မျက်လုံးထဲမှာတော့ဒါကိုချောကလက်တို့ဘူးခွန်တစ်ခုလို့ပဲမြင်လိုက်မယ်ဒါပေမဲ့ဒီလူအတွက်ကတော့ထောင်ထဲကလွတ်မြောက်ဖို့အခွင့်အရေးတစ်ခုပါပဲသူကအရင်ဆုံးဘူးခွန်ကိုပြအောင်လုပ်တယ်နောက်ပြီးအထဲမှာရှိတဲ့ပလတ်စတစ်အလွှာလေးကိုတေချာခွာပြီး password နှိပ်တဲ့ခလုတ်ပေါ်မှာတင်ထားလိုက်တယ်အဲ့လိုကတ်ထားတာဟာထောင်ဆောင်တွေစကဝက်ကိုရိုက်လိုက်တာနဲ့သူတို့ရဲ့လက်ပွေရာတွေကပလတ်စတစ်အလွှာလေးပေါ်မှာကျန်နေခဲ့မှာပဲဖြစ်ပါတယ်အဆောင်တွေထွက်သွားတာနဲ့သူကပလတ်စတစ်အလွှာကိုယူပြီးလက်ပွေရာတွေအလိုက် password ကဏ္ဍတွေကိုခန့်မှန်းနိုင်သွားပါတယ်ဒါပေမဲ့ password ခလုတ်ကိုနှိပ်ဖို့တကားတစ်ခုကျန်သေးတာကြောင့်အဲ့တကားကိုဘယ်လိုဖွင့်ရမလဲလို့စဉ်းစားနေခဲ့တယ်စဉ်းစားရင်အကြံတစ်ခုရသွားတယ်သူကအင်တာသုံးတရှူးတွေကိုအလုံးသေးသေးလေးတွေဖြစ်အောင်လုံးပြီးကော်ရီတုပ်လိုက်တယ်အဲ့ဒီအလုံးသေးသေးလေးတွေအကုန်ပေါင်းပြီးတစ်လုံးနဲ့ဖြစ်အောင်လုံးလိုက်တယ်နောက်ပြီးတရှူးလိတ်ထဲဖွက်ထားခဲ့တယ်အဆောင်တွေတတိမထားမိတဲ့အချိန်မှာထောင်ကတင်းပေါက်ရဲ့လော့ကောက်ထဲကိုတရှူးအလုံးကြီးထည့်ထားလိုက်တယ်ဒီမီလန်ကအဆောင်တွေတကားကိုပိတ်လိုက်ရင်တော့တကားကိုပြန်ဖွင့်နိုင်မှာဖြစ်ပါတယ်သူကအဆောင်တွေထွက်သွားတာနဲ့ password ခလုတ်ကိုစမ်းနှိပ်ကြည့်ပါတယ်ဒါပေမဲ့အချုပ်ခန်းထဲကထွက်နိုင်ရင်တော့ထောင်ပြင်ကိုထွက်ဖို့ကြံပါသေးတယ်အဲ့လိုထွက်နိုင်ဖို့ကထောင်ရဲ့တိဆောက်ပုံကိုကောင်းကောင်းနားလည်ဖို့လိုအပ်တယ်ဆိုတာသူတွေးမိသွားတယ်သူထောင်ထဲကိုစရောက်တုန်းကပတ်ဝန်းကျင်ကိုဂယုတစိုက်လိုက်ကြည့်လိုက်တော့ထောင်ရဲ့ဘေးမှာမိသက်ဌာနရှိတာကိုသတိရသွားတယ်မိသက်ဌာနရဲ့ဘေးမှာရန်ဖြစ်ရင်ထားတဲ့အချုပ်ခန်းတစ်ခုရှိပါတယ်အဲ့ဒါကြောင့်သူကတမင်တကာရန်ဖြစ်ပြီးအချုပ်ခန်းထဲရောက်သွားပါတယ်သူကအဆောင်တွေထွက်သွားတာနဲ့ password ကိုဖွင့်ပြီးမိသက်ဌာနနဲ့ချိတ်ဆက်ထားတဲ့ပိုက်လိုင်းကနေဝင်သွားခဲ့တယ်မိသက်ဌာနထဲရောက်တော့မိသက်သမားဝစ်စုံကိုအမြန်လဲလိုက်ပါတယ်အဲ့ချိန်မှာအပြင်မှာရှိတဲ့သူ့လူတယောက်ကကားကိုဖောက်ခွဲပစ်လိုက်တယ်မိသက်ဌာနကမီးလောင်ရာကိုသွားဖို့အချက်ပေးလိုက်တယ်အဲ့ချိန်မှာသူကမိသက်ကအောက်ကနေပုံပြီးလိုက်သွားခဲ့တယ်မီးလောင်တဲ့နေရာရောက်တော့မီးငြိမ်းမှုအားလုံးအလုံးရှုံနေတဲ့အချိန်မှာပဲသူကထွက်ပြေးသွားခဲ့ပါတယ်